안녕하세요 여러분 이 비디오 말어 디체가 번호 디쇼 라미타레 맨날도 내일에 냐 아침 디로 아침이가 아침 나이ခွဲခြားပြပါလားတဲ့ဆိုတော့ဘယ်ချိန်ကနေဘယ်ချိန်ဒီကိုဘယ်လိုခေါ်ဝေါ်တယ်ဒါမျိုးလေးတွေတစ်ချက်ပြောပြပေးသွားမယ်နော်အဲ့တော့အရင်ဆုံးဒီရှယ်ဟိုမနက်ကနေစပြောလိုက်မယ်နော်အာယုံတက်ချိန်ဆိုတာကိုချေကဆဲပြော့လို့ပြောတယ်ဆဲပြော့အဲ့ဆဲပြော့ဒီမနက်3နာရီကနေပြီးတော့မနက်6နာရီအထိသတ်မှတ်တယ်ပေါ့နော်ဆဲပြော့အာယုံတက်ချိန်နော်နောက်မနက်ကိုအာချင်ဆိုတာလူတိုင်းသိတယ်အဲ့အာချင်ကကြတော့မနက်6နာရီကနေမနက်9နာရီအထိလို့ဒီလိုသတ်မှတ်တယ်ပေါ့နော်ပြောမယ်နော်အာချင်ဆိုရင်မနက်ဒီမနက်6နာရီကနေမနက်9နာရီအထိသတ်မှတ်ပြီးတော့ချေတို့တိထားတဲ့အိုချောင်းနောက်တစ်ခုရှိသေးတယ် AM ပေါ့သူကမနက်ဆိုတာထက်သူက AM ဆိုတဲ့အသုံးလုံးသုံးတယ်အိုချောင်း AM တီသူကမနက်12နာရီပြောရရင်တော့ညလေကောင်ပေါ့နော်ညလေကောင်12နာရီ AM ကနေပြီးတော့နောက်မနက်17နာရီ59 AM တီသူကအကျုံးဝင်တယ်အဲ့ဒါကအိုချောင်းနောက်တစ်ခုကျတော့ကျတို့ချောင်းရှင်းပေါ့နော်နေ့လယ်စာစားချိန်ဆိုတာတက်ချောင်းရှင်းနေ့လယ်ဆိုပြီးတော့တီးတန့်ခေါ်ဝေါ်သေးတယ်သူကကျတော့နေ့လယ်12နာရီကနေနေ့လယ်1နာရီထိသူကသတ်မှတ်တယ်ပေါ့နော်နောက်ထပ်အိုဟူဆိုတာလေးတစ်ခုရှိတယ်အိုဟူဆိုတဲ့ဒီကျတို့အမြဲသုံးနေကြနေ့လယ်ကြတော့သူကဒီနေ့လယ်ဒီ12နာရီ PM 12နာရီ PM ကနေပြီးတော့နောက်ညဒီချေတို့နောက်ညဆိုတာဒီနေ့ညရဲ့17နာရီ59 PM ထိသူကအဲ့ဒီအိုဟူကအကျုံးဝင်နေပေါ့နော်နည်းနည်းလေးတော့ရှုံနေမလားမသိဘူးဒါပေမဲ့ဒီချက်ဖြည်းဖြည်းလေးပြောတာဖြစ်တဲ့အတွက်ဒီချက်လေးလည်းမှတ်ပြီးနော်အိုဟူပြီးသွားပြီဆိုတော့ဂျောညော့လာမယ်နော်ဂျောညော့ညနေတီးသူကညနေ6နာရီကနေပြီးတော့ည8နာရီထိအကျုံးဝင်တယ်2နာရီပေါ့ဂျောညော့ကိုည6နာရီညနေ6နာရီကနေပြီးတော့ည8နာရီထိအကျုံးဝင်တယ်ဂျောညော့ပြီးတော့ဘမ်ဆိုတဲ့ညကကြတော့သူကည8နာရီကနေပြီးတော့မှဒီပေါ့နော်ဟိုခုနပြောတဲ့ဒီညလေကောင်7 AM အထိကိုခြေတို့ကဘမ်ဆိုပြီးတော့ယူစားရတယ်ပေါ့နော်နောက်ဆုံးကတော့နဆိုတဲ့နေ့အချိန်ပေါ့ day time ကတော့ तू ကတနေ့လုံးမနက်9နာရီကနေညနေ9နာရီထိအကျုံးဝင်တယ်အဲ့ဒါတော့ပုံမှန်ရုံးတက်ချိန်ပေါ့အဲ့တော့နတို့ဖန်းတို့ကိုဟိုနည်းနည်းလေးဟိုပါပေါ့နော်ရှုပ်နေကြတာပေါ့နောက်ကကြောက်တော့နေ့အချိန်ကိုပြောတာမနက်9နာရီကနေညနေ9နာရီထိကျုံးဝင်တယ်โอเคဒီချက်ခုပြောရအောင်တေချာတတိထားပြီးတော့ပြောရတဲ့အချိန်တွေခွဲခြားမုံတွေကတယောက်ရဲ့ routine တွေရောက်လည်းမတူသလိုတနိုင်ငံနဲ့တနိုင်ငံတွက်ချက်တာတွေလည်းမတူဘူးပေါ့နော်ဒါပေမဲ့အကျဉ်းမြင့်အဖြစ်ကိုရီးယားမှာတော့ဒီလိုမျိုးအသုံးလုံးတွေကွာသလိုအချိန်တိုင်းတွေကိုလည်းအခုလိုမျိုးတွေခွဲခြားလို့ရပါတယ်နော်ဒီချင်းတော်တာနဲ့တူကိုရီးယားတန်တက်ချင်လို့ကနန်းစုံနေတဲ့သူတွေကတော့ TikTok မှာဆိုရင် contact add ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရသလိုဒီ TikTok ကဘိုင်ယုံမှာချိတ်ပေးထားတဲ့ link လေးကနေတစ်စင်နဲ့ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်တကယ်လို့ Facebook ကနေပြီးတော့ပြီးချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ဆိုတဲ့ Facebook page လေးကနေပြီးတော့ live ဆက်သွယ်မြင်နိုင်ပါတယ်နော်